ကဲဒါကတော့ငလင်ပေါ့နော်နေပြီးတော့ငလင်ဖြစ်ပါတယ်ရက်စွဲရတော့28ရက်3လ2025နေ့လယ်12နာရီခွဲဝန်းကျင်လောက်မှာလောက်သွားတဲ့နေပြီးတော့ငလင်ဖြစ်ပါတယ်ဒါကတော့စပြူဒီရီမြို့နယ်တိုက်အမှတ်4308 4309ဝင်းကျင်ပေါ့နော်တိုက်တွေပါ၄ထက်တိုက်တွေပါဒါဒီအကုန်လုံးပါပေါ့နော်၄ထက်တိုက်ကြီးอ่ะဆိုလို့ရှိရင်တစ်ထက်အောက်ကမြေကြီးနဲ့တစ်ထက်လုံးอ่ะမြေကြီးထဲကိုမြုပ်သွားတာပေါ့နော်မြေကြီးထဲကိုမြုပ်သွားပါတယ်ဒီမှာပါငလင်ရဲ့ဆုံးရှုံးမှုတဲ့ဟာဒီတစ်ထက်လုံးပေါ့နော်အကုန်လုံးကိုမြေကြီးထဲကိုမြုပ်သွားပါတယ်အောက်မှာလည်းကလေးမလေးတယောက်ပြီးနေတယ်လို့ပြောပါတယ်အခုကိစ္စရေးနဲ့ဆောင်ရွက်နေတယ်ပေါ့နော်ဒါ၄ထက်တိုက်ကြီးပေါ့၄ထက်တိုက်ကြီးဟိုမှာတစ်ထက်ကအောက်ထဲကိုရောက်သွားတာပေါ့နော်ဒါတွေအကုန်လုံးကလည်း4000တိုက်အမှတ်4000ကျော်တွေအကုန်လုံးက၄ထက်တိုက်တွေပါအခုဆိုရင်3ထက်တိုက်တစ်ထက်တိုက်အောက်တွေအကုန်လုံးနီးပါမြေထဲကိုဝင်သွားပါတယ်မြေကြီးထဲကိုဝင်သွားပါတယ်ဒါကတော့နေပြီးတော့စပြူတီရီမျိုးနဲ့တိုက်အမှတ်4308 4309အိုက်တန်းစီပေါ့နော်စတိုက်တွေဖြစ်ပါတယ်တိုက်အမှတ်တွေပါအကုန်လုံးပါပေါ့နော်ဟိုဘက်မှာဆိုလဲ၄ထက်တိုက်တွေပါပဲပေါ့နော်လမ်းရဟိုဘက်မှာလဲဒါ၄ထက်တိုက်တွေပါ၄ထက်တိုက်တွေဆိုကြည့်လိုက်ပါ3ထက်ပဲကျန်တယ်တစ်ထက်ကအလုံးဝကိုအောက်ထဲကိုနှိမ့်ဝင်သွားပါပေါ့နော်အောက်ထဲကိုပါလုံးအိုက်ထဲမှာလဲလူတွေထွက်မရတဲ့လူတွေလည်းရှိနေပါတယ်လူတွေလည်းရှိနေပါတယ်เนาะအဲ့အောက်ထဲမှာပါတစ်ထက်တိုက်ကအကုန်လုံးမြေကြီးတွေအကုန်လုံးဝင်သွားပါပြီအကုန်လုံးတွေက၄ထက်တိုက်တွေပါကြည့်လိုက်ပါเนาะဒါအကုန်လုံးက၄ထက်တိုက်တွေပါဒါဝင်သွားပါတယ်ဒီကနေ့28ရက်3လ2025နေ့လယ်12နာရီခွဲဝန်းကျင်လောက်မှာအောက်ဆူဝဝငလင်เนาะကလေးမလေးကလည်းတနာပါတယ်သူ့မလေးအောက်မှာရှိတာကိုခေခိုင်းနေတာပေါ့နော်ဒါတွေဆိုလဲဒီမှာ၄ထက်တိုက်ပါဒီ၄ထက်တိုက်ကိုမှတစ်ထက်ပဲကျန်တော့တာပေါ့နော်ဒါဆိုရင်လုံးဝဆူဆူဝဝပစ္စည်းသွားပါတယ်လုံးဝမြင်းငလင်တွေကလုံးဝဆူဆူဝဝပစ္စည်းသွားရင်နော်တအားဝယ်နေပြီးတော့ငလင်ပါ